ရီဟာအဆောင်အောင်တစ်ခုမှာလုံခြုံရေးအဆောင်အစ်အလုပ်လုပ်ပါတယ်။တနေ့သူ့တာဝန်ကြားချိန်မှာအိပ်ပျော်နေတာကိုလှုပ်ဖော်ကိုင်ဖက်အဆောင်မာလူကနိုးလိုက်ပြီးခမ်းမထဲမှာကျင်းပနေတဲ့မင်္ဂလာဆောင်ကအစားတောက်တွေကိုသွားစားဖို့ခေါ်ပါတယ်။ခမ်းမကြီးကအလွန်ကြီးကျယ်ခမ်းနားပြီးမဲ့တယောက်လာတဲ့ဧည့်သည်အရေးအတွက်ကအလွန်နည်းနေတာကိုဝူဒီကထူးဆန်းသူလိုခံစားနေရပါတယ်။သူတို့စကားပြောနေတော့မှပဲအစီမြင့်စိန်ခံကားတစ်စီးဝင်ပေါက်ရှေ့မှာဆိုက်ရောက်လာပါတယ်။လှပလိုနဲ့သူတို့သမီးလေးတူကားပေါ်ကဆင်းလာတာကိုဝူဒီအနီးကမြင်လိုက်ရပါတယ်။သူမဟာအတွင်းရေးမှုနဲ့အတူတကိုယ်လေးရောက်ရှိလာတာပါ။အဲ့ဒီသူတို့သမီးကတော့အေးဆက်တဲ့ပင်ကိုစရိုက်ရှိပြီးနာမည်ကြီးတဲ့ CEO ရှင်းယူပဲဖြစ်ပါတယ်။သူမရဲ့ခေါင်းဆောင်မှုနေရာကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်ဒီနေ့ဟာအလွန်အရေးကြီးပြီးသူမဟာမဖြစ်မနေလက်ထပ်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ပြင်ဆင်မှုတွေလုပ်နေတော့မှပဲအတွင်းရေးမှုလင်းလင်းကသူတို့သားဖြစ်ဘူးလီရှန်ထွပြေးသွားပြီဆိုတဲ့သတင်းစိုးကိုယူဆောင်လာပြန်ပါတယ်။ရှင်းယူကတော့အန်အိုချင်းမရှိပဲတင်းငိမ်စွာနဲ့ပဲသူမကိုလက်ထပ်မဲ့နောက်ထပ်အမျိုးသားတယောက်ကိုအမြန်ရှာဖို့လင်းလင်းကိုအမိန့်ပေးလိုက်ပါတယ်။တကယ်တော့ဒါရီအားလုံးဟာချမ်းသာတဲ့ CEO တူဖြစ်တဲ့ရန်ရှင်းရဲ့လက်ချက်ပါ။သူကလီရှန်ကိုချင်းချောက်မောင်းထုတ်ခဲ့တာဖြစ်ပါတယ်။သူကိုယ်တိုင်ရှင်းယူကိုလက်ထပ်ပြီးသူမရဲ့ကုမ္ပဏီကိုတင်းပိုက်ဖို့ကြံစည်နေတာမှာမမျော်လင့်ထားသောကံလမှုရှင်းယူဟာအဆောင်ရှိကဝူဒီစီချင်းကပ်သွားပြီးလက်ထပ်စာချုပ်တစ်ခုနဲ့အတူသူမကိုချက်ချင်းလက်ထပ်ဖို့ပြောပါတယ်။ဝူဒီကတော့အံ့ဩသွားပြီးအိမ်ထောင်ရေးဆိုတာအစင်ပြေယုံနဲ့မဟုတ်ပဲချစ်ချင်းမေတ္တာကနေလာရမှာလို့ပြောကညှင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ဒါဟာသူ့ဘဝဇက်လန်းရဲ့အစပဲရှိပါသေးတယ်။ရှင်းယူကလက်မလျှော့ပဲရှေ့ဆက်တိုးတဲ့အခါလင်းလင်းကလက်ထပ်စာချုပ်နဲ့လက်ထပ်ဖို့သဘောတူတဲ့တခြားအမျိုးသားတယောက်ကိုရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့မင်္ဂလာပွဲမစခင်မှာပဲရန်ရှင်းရောက်လာပြီးစိန်လက်စွပ်နဲ့ဒူးထောက်ကရှင်းယူကိုတောင်းရံပါတယ်။ရှင်းယူကတော့ရန်ရှင်းရမရိုးသားတဲ့ရည်ရွယ်ချက်ကိုသိတာကြောင့်အေးဆက်စွာညှင်းပယ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာပဲလင်းလင်းကဒုတိယမြောက်သူတို့သားလောင်လဲပျောက်ကွယ်သွားပြီဖြစ်ကြောင်းထိတ်လန့်တကြားလာပြောပြန်ပါတယ်။ရှင်းယူတယောက်မြို့လင်းချက်မဲ့နေတဲ့အချိန်ရုတ်တရက်ဝူဒီကဝတ်စုံအနက်ကြီးနဲ့ရောက်လာပါတယ်။သူဟာရန်ရှင်းရဲ့လူတွေကိုတိုက်ခိုက်မောင်းထုတ်လိုက်ပြီးရှင်းယူရှေ့မှာရက်ကပန်းစည်းလေးကိုကမ်းပေးရင်မင်္ဂလာပွဲဆက်လက်ကျင်းပဖို့ပြောလိုက်ပါတယ်။လွှေဝဲချင်းနဲ့နောက်ဆက်တွဲမင်္ဂလာခန်းသေးတဲ့ကိုသွားနေတော့မှရှင်းယူရဲ့ဦးလေးဖြစ်သူကကြားဖြတ်တားစီပြီးဝူဒီရဲ့ရည်ရွယ်ချက်ကိုတန်တရားဝင်ပြီးမင်းဟုံးထုတ်ပါတယ်။သူကဝူဒီကိုရှင်းယူနဲ့ဘလို့တည်တာလဲဘာကြောင့်ချစ်တာလဲလို့မေးတဲ့အခါရှင်းယူကဘာပြန်ပြောရမှမသိပဲစွန့်အားသွားပါတယ်။ဒါပေမဲ့ဝူဒီကတော့တီကိန်စွာနဲ့ပဲဖြေကြပါတယ်။သူကရှင်းယူရဲ့နေ့စဉ်အမူအလိုက်နဲ့အသေးစိတ်အချက်လက်တွေကိုပြောပြပြီးသူမအပေါ်ဘလောက်အထင်ကြီးလေးစားကြောင်းရှင်းပြလိုက်ပါတယ်။ရှင်းယူလည်းအယမ်းအံ့ဩသွားပြီးသူဒါတွေကိုဘလို့သိနေတာလဲလို့တွေးနေမိပါတယ်။အမှန်တရားကတော့ကြောက်ချရပါတယ်။ဝူရီဟာရှင်းယူကိုတိုက်စောင့်ကြည့်နေတာကြာပါပြီ။သူမကိုသူမမသိအောင်စောင့်ကြည့်ဖို့အတွက်သူမရဲ့တိုက်ခံတဲ့မျက်စိတစ်စုံမှာရှိတဲ့အခန်းတစ်ခန်းကိုငှားရမ်းနေထိုင်ခဲ့လာပါ။မင်္ဂလာပွဲပြီးသွားတာနဲ့ဘဝကပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးဝူဒီနဲ့မာလူဟာရှင်းယူရဲ့အုံခန့်ရှေ့မှာလုံခြုံရေးအဆောင်အဖြစ်ပြန်လဲတာဝန်ကြပါတယ်။တနေ့မနက်မှာလီရှန်ကအရေးကြီးစာရွက်စာတမ်းတွေကိုခိုးသွားပြီဆိုတဲ့သတင်းစိုးကိုရှင်းယူသတင်းရပါတယ်။သူမဟာ CCTV တွေကိုစစ်ဆေးပြီးလုံခြုံရေးအဖွဲ့ကိုလီရှန်မလွတ်ခင်ဖမ်းဖို့အမိန့်ပေးပါတယ်။အခြားအဆောင်တီကတော့ကားပါကင်မှာလူတစ်ယောက်ကိုမှားယွင်းဖမ်းမိနေချိန်မှာဝူဒီကတော့သူ့နဲ့သူဟန်နဲ့ရှာဖွေပါတယ်။သူက CCTV ကိုပြန်လဲစစ်ဆေးပြီးလီရှန်ဟာကားအနက်ကားထဲမှာပုံနေတာကိုရှာတွေ့ပါတယ်။နောက်ဆုံးမှာဝူဒီကလီရှန်ကိုဖမ်းဆီးပြီးရှင်းယူစီခေါ်လာခဲ့ပါတော့တယ်။ဒီဇက်လိုင်းရဲ့နောက်ပိုင်းဘာဆက်ဖြစ်မလဲဆိုတာသိချင်ပါသလား။အသားမဟုတ်တခြားအပိုင်းတစ်ခုကိုဘာသာပြန်ပြည့်စေချင်ပါသလား။